မင်္ဂလာပါကျမရောင်းတဲ့မိုးက16,000လေးနဲ့ပဲရောင်းလို့ကျမကိုအင်ထုတယ်လို့ထင်နေကြတာလားကျမကပြေဦးနေငါပါအင်လည်းမထုရဲပါဘူးเนาะကျမအင်မထုရဲပါဘူးမိုးခါကဒီမှာ2ချက်ဒီမှာ2ချက်ပါဒီမှာ2ချက်ပါเนาะဒီမှာဒါအတွင်းဒါအပြင်ဒီမှာ2ချက်ပါဒီမှာ2ချက်ပါမိုးက2ချက်အပြင်ကိုဒီမှာလက်မောင်းလေးမှာလည်းဒီလိုလေး2ခုလုံးပါတယ်အိတ်ကက်လေးဒီမှာလည်းသူကဒီမှာတစ်စိတ်ကလေးနဲ့ဇစ်ပဲကြည့်အောင်မလားဇစ်ကလည်းဒီမှာဇစ်အကြီးကိုတုံးမိထားတာပါဇစ်အကြီးဇစ်ကောင်းကိုကြည့်အောင်မလားဒီမှာဇစ်ကောင်းအကြီးကိုတုံးမိထားတာပါပစ္စည်း quality အကောင်ကျမကဆိုင်လဲမရှိတဲ့အတွက်ကိုယ့်အိမ်မှာပဲကိုရောင်းတာဖြစ်တဲ့အတွက်ဆိုင်ငန်းကလည်းမကုန်လို့ကျမကဈေးတက်နဲ့အချစ်ဈေးနဲ့ကျမရောင်းပေးတာပါရေဆိုလားရေဆိုခံလားမခံလားကျမဒီမှာအနိကဒီမှာတော့ကရေဆိုမခံပါဘူးဗျာရေဆိုခံပါတယ်ဗျာရေဆိုခံပါတယ်တကြံမှာကောင်းလေးအသုံးပြုလို့ရတဲ့မိုးကလေးပါဒီမှာကျမရေခဏလောက်ပြတာဒီမှာအောက်မှာရေတောင်တအားကိုချွဲနေပါပြီနော်ကျမကအချစ်စည်းနဲ့ရောင်းပေးတာပါတစ်ထည်မှ16,000တဲ့2000ကျော်ပေါက်တဲ့မိုးကပါနော်16,000နဲ့ကျမရောင်းပေးတာပါပြီးတော့ကျမကပြည်ဦးလင်ကဖြစ်တဲ့အတွက်ပြည်ဦးလင်မြို့အတွင်းနဲ့ဆိုကျမဒလီကဖီးနဲ့ပို့ဆောင်ပေးပါတယ်နည်းနည်းလေးဝေးတယ်ဆိုတော့ကျမဒလီကလေးတော့ယူပြရစီလို့ဒလီကလေးတော့ကျမယူချင်ပါတယ်ဒလီကလည်းမပေးချင်ဘူးဆိုကျမတို့တနေရာမှာစုံမှတ်ထားပြီးတော့ကျမစီကိုဖုတ်ခေါ်ပါတနေရာမှာစုံမှတ်ထားပြီးကျမလာပို့ပေးပါမယ်เนาะဒါကမိုးရင်းလည်းမဟုတ်သေးဘူးတကြံမှာမိုးကာဖို့အတွက်ကြိုရောင်းပေးတာဖြစ်တဲ့အတွက်မိုးရင်းမှာဆိုရင်ဒီ16,000ဆိုတဲ့ဈေးနဲ့ကျမကိုယ်တိုင်ကိုရောင်းနိုင်မှာမဟုတ်တော့ပါဘူးเนาะကျေးဇူးအများကြီးတင်ပါတယ်လုံးဝကိုမိုးရေကာပါတယ်ဆိုတဲ့အကြောင်းကိုကျမပြောပြချင်ပါတယ်သူကဒီမှာအုတ်ထုပ်လေးလည်းပါတယ်အုတ်ထုပ်မှာလည်းဒီမှာကျိုးပါတယ်เนาะအုတ်ထုပ်မှာလည်းဒီမှာကျိုးပါတယ်เนาะအုတ်ထုပ်မှာလည်းကျိုးပါတယ်ရန်ကိုအဆင်ပြေပါတယ်စိုက်ဆိုလဲဒီမှာ तू ကစိုက်ကြီးတယ်လေဒီမှာစိုက်ဆိုလဲစိုက်ကြီးပဲကျေးဇူးများတင်ပါတယ်เนาะဝယ်ယူအားပေးကြပါလို့